ဘယ်အရာမှမမြဲဘူးဆိုတဲ့အသိစိတ်လေးဟာဒီသိထားတဲ့အသိဉာဏ်လေးဟာအလွန်တန်မှုရှိဘုရားဟောထားတဲ့သဗ္ဗေသင်္ခါရအိဋ္ဌာဆိုတာလူတွေမှာတစ်စုံတစ်ခုကိုစွန့်လို့ရတော့မည်ဆိုတဲ့အချိန်မှာတောကတွေအကြီးကျယ်ဖြစ်တဲ့တောကဥမာမဲ့ကိုယ်ဘဝကိုစွန့်လို့ရတော့မဲ့အချိန်ဆိုတဲ့အခါမှာဒီအတိကလေးနဲ့ဖြေပြောင်းကြတယ်လေဒီအတိလေးနဲ့ဟိုသင်္ခါရဆိုတော့မြဲတာမှမဟုတ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းတန်ကုတ္တိထလပ်ပါငါဘာတတ်နိုင်မှလဲဆိုတဲ့အတွေးမှန်ကန်တဲ့အတွေးပဲတဘာဝတရားဆိုတာဖြစ်ပြီးရင်ပြတ်မှာပဲငါဘာတတ်နိုင်မှလဲဆိုတဲ့အတွေးနဲ့မိမိရဲ့တောကဖြေလျှော့နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီအသိဉာဏ်သေးတဲ့အသိဉာဏ်မဟုတ်အဲ့ဒါ subject matter လို့ခေါ်တယ်တုတ္တလို့ခေါ်တယ်အဲ့ဒါလို့မှမကြားဘူးရင်ဘယ်လိုစဉ်းစားမလို့စဉ်းစားလို့မရဘူးနောက်ဆုံးမှာနော်ဒေါသကိုမေတ္တာနဲ့ဖြေဖြောင်းရတယ်လောဘကိုအတုပနမိတ်နဲ့ဖြေဖြောင်းရမယ်မောဟဆိုတာကိုပညာသင်ပြီးအသိဉာဏ်ရအောင်လုပ်ပြီးဖြေဖြောင်းအောင်မယ်ဆိုရင်ဒီအသိဉာဏ်တွေဟာတမိုးရှိတဲ့အသိဉာဏ်အဲ့ဒါတွေမသိလို့ရှိရင်ဘယ်လိုလုပ်ရစိတ်ပြီးတော့စိတ်ရဲ့ထွက်ပေါက်ဆိုတာရှိနိုင်မလို့ဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရဲ့ထွက်ပေါက်ရှာမရသည့်အတွက်ကြောင့်ကိုယ့်ကိုယ်တတ်သိတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်စိတ်ဖြစ်စည်းမှုကိုဘာနဲ့ဖြေပြောင်းအောင်မှမသိဘူးတကယ်စိတ်ဖြစ်စည်းလာပြီဆိုရင်မြတ်ဗုဒ္ဓရဲ့တရားထွက်ပေါက်လေးတွေပေးထားဘုရားဘာသာဝင်တွေဟာဆင်ញင်နိုင်တယ်အဲ့ဒီဆင်ញင်နိုင်မှုဆင်ញင်မှုအကြောင်းတရားလေးတွေကိုတုတ္တလို့ခေါ်တာများများကြားဘူးဖို့လိုတယ်